ရေတင်ကားဆယ်တယောက်ကပူလောင်တဲ့တက်ကန်နာရကိုဖျက်သွားတဲ့အချိန်ရေငတ်ပြီးသေးတော့မဲ့ကလက်အုပ်တကောင်ကိုတွေ့လိုက်ရပါတယ်ကလက်အုပ်ကလမ်းမဘေးမှာမတင်ုံတမဲမူးလဲနေတော့စိတ်ကောင်းရှိတဲ့ကားဆရာလည်းရေပလင်းဖုံးအမြင်ဖွင့်ပြီးကလက်အုပ်ရဲ့ပါဇက်နာတိတ်ပြီးတိုက်လိုက်ပါတယ်အဲ့ဒီခိုက်တက်မှာကလက်အုပ်ရဲ့မျက်စိထဲလင်းလက်သွားပြီးအိုင်နေပြန်ပြစ်သွားတယ်လို့ပါပဲဒါပေမဲ့စိတ်မကောင်းစရာကတော့ဒီတကောင်နဲ့ရေတောက်လို့ဝါတော့တာပါအဝေးကတက်ကန်နာရကိုလှမ်းကြည့်လိုက်တဲ့အချိန်မှာရေစာနေတဲ့ကလက်အုပ်တွေတကောင်ပြီးတကောင်မျောလိုက်ချက်အပြည့်နဲ့ပြေးလာနေကြပါတယ်အဲ့ဒါနဲ့ကားဆရာလည်းကားကိုအဲ့ဒီမှာရပ်ထားလိုက်ပြီးရေပုံးကိုဖွင့်ရေပိုက်နဲ့ဆက်ပြီးရေကန်နဲ့ရေထည့်လိုက်ပါတယ်ချက်ချင်းဆိုသလိုအနားကကလက်အုပ်တွေအကုန်ရောက်လာပြီးရေကန်ထဲကရေကိုအားရပါတောက်နေပါတော့တယ်ရေတောက်လို့ဝါသွားတဲ့အချိန်ကားဆရာကိုခေါင်းတစ်ချက်မော့ကြည့်ပြီးကျေးဇူးတင်ကြောင်းပြောနေပါတယ်ဒါနဲ့လည်းမပြီးသွားပါဘူးနောက်ကလက်အုပ်တအုပ်စုထက်ရောက်လာပါတယ်ကားဆရာလည်းပြင်မဲ့နေပေမဲ့ကလက်အုပ်တွေအတွက်စိတ်ရှိရှိနဲ့အခါခါရေဖြစ်ပေးနေပါတယ်ကလက်အုပ်တကောင်ချင်းစီတိုင်းရေဝအောင်လုပ်ပေးနေတာပေါ့တဲကနိုင်ရမှာအရှားပါဆုံးကရေတင်မဟုတ်ပဲဆွဲရင်ပေးနိုင်တဲ့အစာရောပါပဲဘိုင်ဆာလုံးနဲ့အချိန်နေဆိုရင်ကလက်အုပ်တွေကလက်မဖြတ်သွားတဲ့ကားတွေကိုတားပြီးအစာကျွေးဖို့တောင်းဆိုတတ်ပါတယ်စိတ်ကောင်းရှိတဲ့ကားဆရာတွေကများသောအားဖြင့်ကူညီပေးပါတယ်ကိုမဘာသာမှပါမလာပဲစာပိသားအဆက်ချောင်းပဲကျန်တော့တယ်ဆိုရင်တော့မှဘိုင်ဆာနေတဲ့ကလက်အုပ်ကကြီးမများပဲမင်းရှိရေးစားရှာပါတယ်ကလက်အုပ်တွေကိုအစာကျွေးနေကြကားဆရာကတခါတလေကလက်အုပ်တွေအတွက်စားကောင်းတဲ့အစာတွေအထူးတလဲတင်ပေးတတ်ပါတယ်ကန္နာရစူးပင်နဲ့ရှော့ချိုတီကိုဒုံးနဲ့ထိုးပြီးတွေးတာပေါ့ကလက်အုပ်လည်းအားရပန်းနဲ့စားနေပါလေကားဆရာကျွေးတဲ့အစာကိုစားပြီးတချို့ကလက်အုပ်တွေဆိုရင်ကျေးဇူးတင်တဲ့မျက်ရည်တွေပါကြတတ်ပါတယ်တကယ်တော့တဲကန်နိုင်ရမှာအဖို့တန်ဆုံးကရေမဟုတ်သလိုအစာလည်းမဟုတ်ပါဘူးကူညီပေးမဲ့လက်တစုံကပဲအဖို့တန်ဆုံးပါဒီကားဆရာကိုကျေးဇူးတင်လိုက်ကြအောင်နော်သူတို့တွေကြောင့်တေကန်နိကလက်အုပ်တွေအသက်ရှင်ခွင့်ပြန်ရကြတာပါသူတို့တွေကကလက်အုပ်တွေကိုအစာနဲ့ရေတည်လာပေးတဲ့အပြင်ကျွန်တော်တို့ကလည်းနှွေးထွေးမှုတွေတည်လာပေးပါသေးတယ်လူသားနဲ့တိရစ္ဆာန်တို့ကြားဒီလိုတင်းတင်းမြတ်မြတ်အမြဲနေထိုင်နိုင်မှုမျှော်လင့်ပါတယ်ကျွန်တော်တို့အားလုံးအသက်ကိုတန်ဖိုးထားပြီးမေတ္တာတရားနဲ့နေထိုင်သွားကြအောင်ပါ